လန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးလူတစ်ယောက်ကကို့မှာရှိသမျှကိုတခြားသူတွေအတွက်ပေးနိုင်မလားမြန်မာလူမျိုးများအလွန်လေးစားကြတဲ့ဇာတ်တော်တွေထဲမှာအထင်ရှားဆုံးတစ်ခုကတော့ဝေဒနယဇာတ်တော်ပါဝေဒနယမင်းသားဟာငငယ်ကလေးကတနာကျင်နာစိတ်အပြည့်ရှိသူဆင်းရဲသူတွေ့ရင်ပစ္စည်းပေးတယ်လိုအပ်သူတွေ့ရင်ကူညီတယ်တနေ့မှာတော့နိုင်ငံတော်ရဲ့အဖိုးတန်မိုးခေါင်ပြောက်စေတဲ့စင်ဖြူတော်ကိုတခြားတိုင်းပြည်ကလာတောင်းခဲ့တယ်ပြည်သူတွေကမပေးစေချင်ပေမဲ့ဝေဒနယမင်းသားကသူတို့လည်းဒုက္ခရောက်နေကြတာပဲဆိုပြီးပေးလိုက်တယ်ဒါကြောင့်လူတွေဒေါသထွက်ပြီးမင်းသားကိုတောထဲနေထုတ်လိုက်ကြတယ်ဒါပေမဲ့တောထဲရောက်သွားပြီးတော့သူ့ရဲ့ဆွလုံမှုကမရက်သွားဘူးလမ်းမှာလာတောင်းသူတွေကိုယထာညင်းပစ္စည်းတွေအကုန်ပေးခဲ့တယ်နောက်ဆုံးမှာတော့အရန်ဆင်းရဲတဲ့အဖိုးကြီးတစ်ယောက်ကသားသမီးနှစ်ယောက်ကိုပါတောင်းလာတယ်ဖခင်တစ်ယောက်အနေနဲ့နှလုံးသားကျိုးသွားပေမဲ့ဝေဒနယမင်းသားဟာမေတ္တာနဲ့ဆွလုပ်ပေးခဲ့တယ်အဲ့ဒီနောက်မတီမီဖျားကိုပါတောင်းလာခဲ့တယ်ဒီလိုဆွလုပ်မှုကြီးကြောင့်နတ်တွေတောင်တုန်လှုပ်သွားကြတယ်နောက်ဆုံးမှာတော့မင်းသားရဲ့ကောင်းမြတ်တဲ့စိတ်ကြောင့်မိသားစုအားလုံးပြန်လည်ဆုံတွေ့ရပြီးနိုင်ငံတော်ကလည်းပြန်လည်ကြိုဆိုခဲ့တယ်ဒီဇက်တော်ကတင်ပေးတာကစစ်မှန်တဲ့မေတ္တာနဲ့ဆွလုပ်မှုဟာလောကမှာအကြီးမြတ်ဆုံးအင်အားတစ်ခုပဲဆိုတာပါ